ကျင်းပြူခုတ်သားလေးကိုညှစ်ချမောင်နဲ့ချက်စားပြစ်လို့တင်ပေးလိုက်ပါတယ်နော်ဗီဒီယိုလေးမှာဆက်စုံရမယ်ရှင်အားလေးတချို့တဝက်ကိုကြော်စားပါမယ်ရှင်စားစနွင်းချိုမှုန့်နေထားလိုက်မယ်နော်ငါကျွတ်လေးရဖို့အတွက်ကျမကတော့ဒီလက်တလုံးလောက်အနေလေးတွေပဲလှီးထားပါတယ်နော်စီပူလာရင်ဂျုံမှုန့်လေးလက်ဖက်စားစွန်းတစ်စွန်းစာလောက်ထည့်လိုက်မယ်နော်ငါးလေးတွေထည့်ကြော်လိုက်ပါမယ်ကျို့ရင်တစ်ဖက်လှန်ပေးလိုက်မယ်နော်ခုဆိုရင်တော့ငါးကြော်မှုန့်မွေးလေးရပါပြီရှင်ငါးလေးကြော်ရင်လေကော်မှုန့်ဂျုံမှုန့်အကျော်မှုန့်ကြိုက်နှစ်သက်ရာလေးနည်းနည်းထည့်ပြီးကြော်ရင်ငါးကြော်လေးတွေကမွမွလေးရပါတယ်ရှင်တမျိုးပဲထည့်ရမှာပါနော်ငါးလေးချက်ဖို့အတွက်ငါးလေးတွေကိုစားစနွင်းအချို့မုံနေထားလိုက်မယ်နော်ချမောင်ရွက်လေးတွေကိုနည်းနည်းညှက်ပြီးတော့အရင်ဦးဆုံးမှွေပါမယ်နော်ဘာမှမထည့်သေးပါဘူးရှင်ချမောင်ရွက်လေးတွေအယောင်ပြောင်းတဲ့အထိပြန်အုပ်ထားလိုက်အောင်မယ်နော်လာပြီဆိုရင်စောင့်မှွေပါတော့မယ်နော်ဒါလေးတွေကိုလေကြည်နေအောင်မှွေပေးလိုက်မယ်နော်အောက်ကအိုးကက်လာတော့မှရေလေးနည်းနည်းစီထည့်ပြီးကြည်တဲ့အထိမှွေပေးပါမယ်ရှင်မှွေထားကလေးရရင်ဆယ်ထားလိုက်ပါမယ်နော်ဒါတဲ့စီလေးနဲ့ပဲစီတက်လိုက်မယ်နော်ငရုတ်သီးစီတက်လို့ရရုံလေးပဲစီထည့်ပါမယ်ရှင်ချင်းကြက်သွန်ပြူကြက်သွန်နီငရုတ်သီးပူမှုတ်လေးထောင်းထားတာစီတက်လိုက်မယ်နော်ဒီစိန်စားလေးလည်းနည်းနည်းထည့်လိုက်ပါမယ်အင်းမှုတ်လေးနည်းနည်းထည့်လိုက်မယ်နော်ဒီလက်ချက်ရင်လေစီနေရင်အိုးလေးကတ်တတ်ပါတယ်ရှင်အဲ့ချိန်မှာမီးလေးပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးတော့စီတက်ပေးလိုက်နော်တုတ်သီးလေးတွေရပြီဆိုရင်ငါးလေးတွေထည့်လိုက်တော့မယ်နော်ငါးနေထားတဲ့အရည်လေးတော့မထည့်နဲ့နော်ဖြီမှာစိုးလို့ပါရှင်ရေလေးနည်းနည်းစီထည့်ပြီးတော့စီတက်ပေးမယ်နော်ရေလေးနည်းနည်းစီထည့်ပြီးတော့9ရောက်ပြောင်းနေပြီးစီတက်ပေးလိုက်မယ်နော်ဒီတွေလည်းအယောင်ပြောင်းလာပြီဆိုရင်ရေနွေးလေးနည်းနည်းထည့်ပြီးတော့တည်ထားလိုက်မယ်နော်နနမင်းမြစ်လေးထည့်လိုက်မယ်နော်အလေးလည်းစီပြန်လာပြီဆိုရင်ချမောင်မှွေထားလေးထည့်လိုက်ပါမယ်နော်အကုန်လုံးမထည့်ပါဘူးရှင်မိမိတို့အိမ်ရဲ့စားနိုင်တဲ့လောက်ရေနေထားပုံမူတည်ပြီးထည့်ပါနော်ကျမကတော့3စီးမှွေထားတာ1စီးခွဲလောက်ပဲထည့်ပါတယ်ရှင်တဝက်ချန်ထားလိုက်ပါတယ်မြစ်ကြိုက်တဲ့လူကလည်းထည့်ပါရှင်ကျမကမြစ်ကြော်ထားတာလေးတွေရှိလို့ထည့်လိုက်ပါတယ်မြစ်ပြုတ်ပြီးသားလေးထည့်လေရပါတယ်နော်ရေနေထားနဲ့ချမောင်အချင်နေထားတော့မိမိတို့အိမ်စိတ်ကြိုက်ထည့်နိုင်ပါတယ်နော်ပွက်တဲ့အထိပြန်တည်ထားလိုက်ပါမယ်ဒီပွက်လာပြီဆိုရင်တော့အပေါ့ငံအချင်နေထားမိလိုက်မယ်နော်အချင်လို့ရင်လည်းထပ်ထည့်လို့ရပါတယ်ရှင်စားလေးထည့်ပါမယ်အပေါ့ငံကတော့မိမိအိမ်စိတ်ကြိုက်မီးနိုင်ပါတယ်နော်ကျမကတော့ငံပြာကြီးလေးလည်းထည့်ရတယ်လေးလည်းထည့်လိုက်ပါတယ်နော်ဒီလေးကိုတော်တော်ပွက်တဲ့အထိတည်ပြီးထားလိုက်မယ်နော်ပေါ့ငံအချင်းအားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်ငရုတ်သီးစိမ်းလေးအုပ်လိုက်ပါမယ်စိမ်းနဲ့ရှမ်းနံနံလေးလည်းအုပ်လိုက်မယ်နော်ပင်စိမ်းရမအုပ်လည်းရပါတယ်ရှင်အိမ်မှာကြိုက်လို့အုပ်တာပါနော်အဓိကအမွှေးကြံရတော့ရှမ်းနံနံလေးပါမှပို့ပြီးစားကောင်းပါတယ်ရှင်ဆိုရင်တော့ကျမရဲ့ငကြင်းပြူခုတ်သားလေးရဲ့ညှစ်ချက်မောင်နဲ့ချက်တာလေးရပါပြီရှင်လိုက်ချက်စားကြည့်ကြပါနော်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်